တေနေသောမြင်းတီဟိုဒီတေနေသောမြင်းတီဟိုဒီသည်လူပုဂ္ဂိုလ်များအဖွဲ့အစည်းများသို့မဟုတ်နိုင်ငံများသည်ဖြည့်ရွှေ့ရမြနိုင်သောကြောင့်ထင်ရှားသည့်ပြဿနာများကိုမိတို့ရင်ဆိုင်ကြသည်ကိုဟာတဆန်စွာပုံဖော်ထားသောတရားစကားဖြစ်သည်လက်တွေ့အခြေအနေကိုလက်ခံပြီးအစားထိုပြဿနာများကိုဆက်လက်ကာကွယ်ပြောဆိုရန်ဖြစ်နိုင်ခြင်းရှိသောကြိုးပမ်းမှုများပြုလုပ်နေကြသည်အဓိကယူဆမှာရှင်းလင်းပါသည်တင်သည်တေနေသောမြင်းကိုစီးနေကြောင်းတွေ့ရှိပါကအကောင်ဆုံးနည်းလမ်းမှာဆန်းလိုက်ပြီးပုံမြင့်ကိုစုခါရတာဖြစ်သည်သို့သောလက်တွေ့တွင်အများအပြားဆန့်ကျင်ဘက်သာဖြစ်လေ့ရှိသည်တေနေသောမြင်းကိုစုခါမိစားအောက်ပါခဲ့သို့အစီအမံများကိုချမှတ်ဆောင်ရွက်ရှိကြသည်မြင်းအတွက်ကုံဤအစ်ဝယ်ယူခြင်းတေနေသည့်မြင်းရဲ့အစာကိုပုံမှန်ကောင်းမှုအောင်ပြောင်းလဲပေးခြင်းအမှန်တကယ်ပြဿနာကိုဖြေရှင်းပြီးအစားမြင်းစည်းသူကိုအစားထိုးပြောင်းလဲခြင်းမတူညီသောရလဒ်တစ်ခုရရှိရန်မျှော်လင့်ချက်ဖြင့်မြင်းမန်နေဂျာကိုထုတ်ပယ်ပြီးလူအစ်ခန့်အပ်ခြင်းတည်နေသောမြင်း၏အမြန်နှုန်းကိုမိတို့မြင့်တင်ရမည်ကိုဆွေးနွေးရန်အစည်းအဝေးများကျင်းပခြင်းတည်နေသောမြင်း၏ပြဿနာကိုရှိဝအားလုံးမှလေ့လာဆန်းစစ်ရန်အတွက်ကော်မတီများသို့မဟုတ်လုပ်ငန်းအဖွဲ့အစည်းများဖွဲ့စည်းခြင်းဤကော်မတီများသည်လာပေါင်းများစွာအလုပ်ကိုင်ကြပြီးအစီရင်ခံစာများတင်ပြကာနောက်ဆုံးတွင်ထင်ရှားသောအချက်ကိုကောက်ချက်ချပါသည်မြင်းတည်နေသည်ဟုဖြစ်သည်အခြားသောစင်တူသည့်တည်နေသောမြင်းများနေ၌ရှင်၍ပြဿနာမှာလေးကျင့်သင်ကြားမှုမလုံလောက်ချမ်းသာဖြစ်သည်ဟုကောက်ချက်ချကာကြိုးပမ်းအားထုတ်မှုများကိုအကျိုးအကြောင်းရှင်းပြခြင်းမြင်းများအတွက်လေ့ကျင့်ရေးသင်တန်းများကိုအဆိုပြုခြင်းဖြင့်ဘတ်ဂျက်တိုးမြင့်ရန်တင်ရှားသည်ဒေဆုံးခြင်းဆိုသည့်သဘောတရားကိုပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုပြီးမြင်းတွင်အခွင့်အလမ်းရှိနေသည်ဟုယုံကြည်အောင်ပြောဆိုခြင်းသင်ခန်းစာဤသဘောတရားသည်လူအများနှင့်အဖွဲ့အစည်းများသည်အစကတည်းကပြဿနာကိုလက်ခံပြီးပုံမှုထူးချောင်းစီရော်၍ထိရောက်သောဆုံးဖြတ်ချက်များချမှတ်မိအစားလက်တွေ့အခြေအနေကိုညှိနှိုင်းပြီးအတုံးမွန်သောဖြည့်ရှင်းနည်းများအတွက်အချိန်အရင်းမြစ်များနှင့်စူးစမ်းအားထုတ်မှုများကိုအလားအသက်ဖြုံးတီးရန်ပုံမှုနှစ်သက်ကြောင်း